ချစ်သူနဲ့လည်းတွေ့ကျင်တယ်လားစာမထုံးရသေးလို့လက်ထဲမှာလည်းငွေကြေးကနေနေပြီဆိုတော့ budget idea လေးတွေရှာနေတဲ့သူတွေအတွက်ဒီ video လေးကို sharing လုပ်ပေးတာဖြစ်ပါတယ်အမှောင်ဆုံးတစ်ခုကပါလဲဆိုတော့ပန်းချန်နဲ့ကိုကျမတို့ပျော်ဝေစွာထွက်ခြင်းဖြစ်ပါတယ်ဒီနေ့မှာကျမတို့တွေကဒီဘူးလေးတွေတွေကို coffee လေးထည့်သွားမယ်ပြီးလို့ရှိရင်အသီးလေးတွေလီးပြီးတော့ဒီဘူးလေးတွေနဲ့ထည့်သွားမယ်ပြီးလို့ရှိရင်ဒီ jam လေးတွေပေါင်ပုံလေးတွေယူသွားမယ်ရေဘူးလေးတွေယူသွားပြီးတော့ဒီအခင်းလေးနဲ့ပန်းချန်ထဲမှာထိုင်ပြီးတော့တဘာဝအလှတွေကိုကြည့်ရင်နှစ်ယောက်တူတူစကားပြောမှာဖြစ်တယ်ဒီခါမှာကျမတို့စားတောက်ဆိုင်တွေကိုသွားတယ်လို့မျိုးကုန်ကြစိတ်တွေလည်းမရှိဘူးပြီးတော့ဒီတဘာဝအလှကိုရှုစားရင်းနဲ့ပဲနှစ်ယောက်တူတူကြည်နေတဲ့ချိန်လေးတွေကိုပိုင်ဆိုင်လို့ရမှာဖြစ်တယ်နောက်တစ်ခုကလည်းဒါနဲ့တော့နည်းနည်းဆင်တယ်တောင်တက်ခြင်းဖြစ်တယ်ကျမဆိုအဲ့ဒါကိုအရန်ကြိုက်တယ်ဆိုတော့ချစ်သူနဲ့နှစ်ယောက်တူတူတောင်တက်တဲ့အခါမှာဒီခက်ခဲချမ်းတဲ့လမ်းတွေကိုသွားရတယ်ထိတ်ဆုံးကိုရောက်တဲ့အခါမှာဒီတဘာဝအလှကြီးကိုတော့ဒီရှုစားရတယ်ဒီတော့တဘာဝစီကရတဲ့အားအိမ်နေရင်ချစ်သူစီကရတဲ့အားအိမ်နေနဲ့ပေါင်းတဲ့အခါမှာလုံးဝကိုမမေ့နိုင်တဲ့အမှတ်တရတွေကိုရမှာဖြစ်ပါတယ်နောက်ထပ်နံပါတ်3ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာဒီအလကားပေးတယ်ပေါ့နော် free concert လေးတွေသွားတာဖြစ်တယ်အဲ့ဒါကဒီ free show တွေကိုသွားတာလေးဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ဒီအမျိုးသားပြလိုက်လိုမျိုးဒီပတ်စံဝင်ကြီးကုန်ကြသက်တာတဲ့နေရာလေးတွေကိုအတူတူသွားလေခြင်းဖြစ်ပါတယ်နောက်နံပါတ်4 idea ကတော့ဘာလဲဆိုတော့အိမ်မှာပဲရွှေရှင်ကြည့်ခြင်းဖြစ်ပါတယ် popcorn လိုမျိုး cola လိုမျိုးဒါမျိုးလေးတွေကိုဝယ်မယ်သူနဲ့ကိုလည်းနှစ်ယောက်ကြိုက်တဲ့ရွှေရှင်လေးတွေဒါမှမဟုတ်လို့ရှိရင် romance ရွှေရှင်လေးတွေကိုကျမတို့တွေအတူတူကြည့်ခြင်းအဖြစ်နှစ်ယောက်တာယာပြည့်ရှင်တဲ့အချိန်လေးတွေကိုဖန်တီးလို့ရမှာဖြစ်ပါတယ်အခုပြောပြတဲ့4ချက်ကလုံးဝကိုအကုန်ကြသက်တာပြီးတော့ပျော်စရာမှတ်တရတွေကိုဖန်တီးပေးနိုင်မယ်အချက်4ချက်ဖြစ်ပါတယ်ဆိုတော့မိတ်ဆွေအနေနဲ့ကိုယ့်လက်ထဲမှာ budget ကလည်းနည်းနေပြီချစ်သူနဲ့လည်းဒိတ်ချင်နေဆိုရင်တော့ဒီ4ခုကိုလုပ်ကြည့်ဖို့အကြံပြုပါမယ်ကဲဟုတ်ပြီအဆုံးထိကြည့်ပေးတာရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ email ပါ life and relationship coach တယောက်ဖြစ်ပါတယ်ဒီအချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေကိုသိချင်နေဆိုရင်တော့ like and follow လုပ်တော့ဖို့ပြောပြရစီ